နိုင်ငံတကာကစိတ်ဝင်စားစောင့်ကြည့်နေရတဲ့သတင်းပါမြန်မာတော်လှန်ရေးအဖွဲ့တွေနဲ့ဆက်ဆက်ပြီးယူကရိန်းနိုင်ငံသား6ဦးနဲ့အမေရိကန်နိုင်ငံသား2ဦးစုစုပေါင်း9ဦးကိုအိန္ဒိယအစိုးရကဖမ်းဆီးလိုက်ပါတယ်ဗျာအိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ NIA ရဲ့ထုတ်ပြန်ချက်အရဒီနိုင်ငံသားတွေဟာတရားဝင်ဗီဇာနဲ့ဝင်လာခဲ့ပေမဲ့ခွင့်ပြုချက်မပါဘဲမီဇိုရမ်နယ်စပ်ကနေမြန်မာနိုင်ငံထဲဝင်ရောက်ခဲ့ကြတာပါအဲ့ဒီမှာအိန္ဒိယအစိုးရကိုစန့်ကျင်တဲ့လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံခဲ့တယ်လို့ဥရောပကလာတဲ့ drone အများများကိုလည်းမြန်မာနိုင်ငံဘက်လွှဲပြောင်းပေးအပ်ခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်သူတို့ကိုကိုကဒါလက်ခနောင်းနဲ့ဒယ်လီလေဆိပ်တီမှာအတီးတီဖမ်းဆီးခဲ့တာဖြစ်ပြီးလက်ရှိမှာတော့အကြမ်းဖက်မှုတားဆီးရေးအဥပဒေ UAPA နဲ့တရားစွဲထားပါတယ် NIA ရဲ့ဆွဆွဲချက်အရသူတို့ဟာဥရောပကနေ drone တွေတရားမဝင်တင်သွင်းတာလက်နက်နဲ့စစ်သုံးပစ္စည်းတွေထောက်ပံ့တာအပြင်စစ်တင်တန်းပေးတာဒီမှာပါဝင်ပတ်သက်နေတယ်လို့ဆိုပါတယ်အိန္ဒိယဘက်ကစုံစမ်းတွေးရှိချက်တွေအရဒီအဖွဲ့ဟာနယ်စပ်တစ်လျှောက်မှာလုံခြုံရေးကျိုးပေါအောင်လှုပ်ဆောင်ခဲ့ရုံတည်းမကပဲအစစ်အမြင့်နီးပညာသုံးစစ်လက်နက်ပစ္စည်းတွေကိုပါတရားမဝင်လမ်းကြောင်းတွေကနေတည်ယူပို့ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်ဒါဟာဒေတာရင်းပထဝီနိုင်ငံရေးအရအလွန်ထူးခြားတဲ့ခေတ်စဉ်တစ်ခုဖြစ်လာပြီးအိန္ဒိယအစိုးရအနေနဲ့နယ်စပ်လုံခြုံရေးကိုပုံမှုတင်းကျပ်သွားဖို့ရှိနေသလိုနိုင်ငံတကာတန်တမရေးရမှာပါရိုက်ခတ်မှုတွေရှိလာနေပါတယ်လက်ရှိမှာတော့သူတို့ကိုမတ်လ29ရက်နေ့အထိချုပ်မိယူပြီးဒယ်လီမှာစစ်ဆေးနေပါတယ်မြန်မာတော်လှန်ရေးမှာနိုင်ငံသားတွေရဲ့ပါဝင်ပတ်သက်မှုနဲ့အိန္ဒိယရဲ့ဒီအရေးယူမှုအပေါ်မိတ်ဆွေတို့ဘယ်လိုမြင်ကြလဲ comment မှာပြောခဲ့ကြပါဦး